Facebook page ကို organic reach တက်လာစေမယ့်နည်းလမ်း၃ခုကိုဒီ video လေးမှာ sharing လုပ်ပေးမှာဖြစ်ပါတယ်เนาะအရင်ဆုံး organic reach ဆိုတာကိုဘာမှမသိသေးတဲ့သူတွေအတွက်အရင်ရှင်းပြချင်ပါတယ် organic reach ဆိုတာကတော့ကျွန်တော်ရဲ့ page မှာ content တစ်ပုဒ်တင်လိုက်ပြီး post တစ်ခု video တစ်ခုတင်လိုက်ပြီးဆိုလို့ရှိရင် boost လုပ်စရာမလိုဘဲနဲ့ free ရောက်ရှိသွားတဲ့လူဦးရေကို organic reach လို့ခေါ်ပါတယ်ဆိုတော့ပထမအဆုံးတစ်ချက်အနေနဲ့ page like များအောင်လို့ boost လုပ်ရပါမယ် promote လုပ်တယ်လို့ခေါ်ပါတယ် like ဝယ်တာမျိုးမဟုတ်ပါဘူးเนาะအဲ့ဒါမျိုးကိုလည်းကျွန်တော်လုံးဝ recommend မပေးပါဘူးเนาะဒါကြောင့် page like များအောင် boost ပဲလုပ်ပါ page like များအောင် boost လုပ်တဲ့အခါမှာကိုယ့်ရဲ့လုပ်ငန်းကိုတကယ်စိတ်ဝင်စားတဲ့ orient အစစ်အမှန်တွေကကျွန်တော်တို့ရဲ့ page ကို like and follow လုပ်လာမှာဖြစ်ပါတယ် organic reach ကလည်းတူလာပါလိမ့်မယ်ဒုတိယတစ်ချက်ကတော့ကျွန်တော် content marketing လုပ်ရပါမယ်ဒီ like and follow လုပ်လာတဲ့ customer အသစ်တွေကိုရှေ့ထိန်းထားနိုင်အောင်လို့ကျွန်တော်တို့က content marketing ကိုမဖြစ်မနေလုပ်ရပါမယ်တတိယတစ်ချက်ကတော့အဲ့ဒီ content marketing လုပ်တာကိုရှေ့ design မမတ်လုပ်ဖို့ဖြစ်ပါတယ်ဒီ content တွေကိုเนาะ knowledge sharing content တွေကိုကျွန်တော်တို့တင်ကျင်တဲ့အချိန်တင်တယ်မတင်ကျင်တဲ့အချိန်မတင်ဘူးဆိုပြီးတွားပြီးလုပ်လို့မရဘူးနေ့တိုင်း design မမတ်ကိုလုပ်နိုင်တဲ့အတိုင်းတာပေါ့ဗျာနေ့တိုင်းမတင်နိုင်2ရက်တစ်ခါတင်ဒါမှမဟုတ်လည်း3ရက်တစ်ခါတင်ပေါ့နော်တစ်ရက်ကို content တစ်ပုဒ်လောက်ပုံမှန်လေးတင်နိုင်တာအကောင်းဆုံးဖြစ်ပါတယ်ဒီနည်းလမ်း3ခုပါပဲသေချာလိုက်လုပ်ကြည့်ပါဒီ video လေးကမိတ်ဆွေတွေအတွက်အကျိုးရှိတယ်ဆိုလို့ရှိရင်ထုံးစံအတိုင်းဒီ video လေးရဲ့ comment မှာ okay လို့မှန်းခဲ့ပြပါခင်ဗျာကျွန်တော်နာမည်ကတော့ကိုရန်လင်းဦးပါ digital marketing for your life ကပါ